ဒီကောင်လေးကအာယုံမန်းပုံစံဖိနဲ့တစ်ဆက်ဆက်ကိုအကြောင်းကိုဝတ်လာတယ်လမ်းလျှောက်ဆက်ပေါ်ခြေချလိုက်တာနဲ့ဆက်တစ်ခုလုံးကျိုးပဲ့သွားတဲ့အထိအယမ်းမြန်ပြေးတယ်ပြီးတော့ရေကူးကန်စီသွားတယ်ရေထဲခုန်ဆင်းလိုက်တာနဲ့သူ့ဖိနဲ့ထဲကပန်ကာနှလုံးရုပ်တရက်ပေါ်လာတယ်နောက်တစ်စက္ကန့်မှာရေကူးကန်ထဲကနေမျက်နှုံးမြင့်လေတစင်းလိုခုန်ထွက်သွားပြီးသူ့တန်းဖော်တွေအားလုံးအံ့အားသင့်သွားကြတယ်ပြီးတော့ကောင်လေးကဘောလုံးကွင်းထဲကိုခုန်ဆင်းသွားတယ်ဘောလုံးကိုအားပြင်းပြင်းနဲ့ကန်လိုက်တော့ကိုးတိုင်ကချက်အင်းမဲ့အပိုင်းပိုင်းကွဲသွားတယ်နောက်ဆုံးတော့ပြေးခုန်ပစ်ကွင်းကိုရောက်သွားတယ်ဆရာကသူ့ရဲ့အမြင့်ခုန်ဆန်ချိန်ကိုဘယ်သူမှမချိုးနိုင်ဘူးလို့ဂုဏ်ယူစွာပြောပေမဲ့ကောင်လေးကပြုံးပြီးစက်ပရင်မုတ်ကိုဖွင့်လိုက်တယ်နောက်တစ်စက္ကန့်မှာသူကလေထဲကိုမြင့်မြင့်ခုန်တက်ပြီးစံချိန်ကိုအလွယ်တကူချိုးလိုက်တယ်ဆရာကသူ့ဖိနဲ့အကြောင်းမေးတဲ့အခါကောင်လေးကရုတ်တရက်တစ်ချက်တည်းနဲ့မြေပြင်ပေါ်လဲကျသွားတယ်အဲ့ဒီအချိန်မှာကျောင်းအုပ်ကြီးကလုံခြုံရေးအဆောင်တွေနဲ့အတူရောက်လာတယ်ဒါပေမဲ့သူတို့မထားစီးနိုင်ခင်မှာပဲကောင်လေးကယောဂမုတ်ကိုဖွင့်ပြီးကောင်းကင်ကိုပြန်တက်သွားတယ်လင်းယုံတကောင်ကိုတောင်နင်းပြီးမိုးတိမ်တွေအထက်ကိုမြင့်မားစွာပြန်တက်သွားတယ်ပြီးတော့နောက်ပြန်လန်ပြီးတဲ့တဲ့ပြန်ဆင်းသွားတယ်သူ့လက်ဖွားနဲ့လုံခြုံရေးအဆောင်တွေအားလုံးကိုချက်ချင်းပဲမြေပြင်ပေါ်လဲကျစေခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်လေးကရုတ်တရက်နိုးလာတယ်